အကိုကြီးမင်းသူ့ကိုဘာလို့အဲ့လိုခေါ်လိုက်တာလဲမိန်းကလေးငယ်လေးဟာအလွန်အံ့ဩသွားပြီးဘေးကလူကိုလှမ်းမေးလိုက်ပါတယ်ကျမအဖေကအကြီးကဲလေဒါဆိုကျမကသမီးတော်လေးပေါ့သူမဟာမိမိကိုမိမိမယုံကြည်နိုင်လောက်အောင်ဖြစ်နေရပါတယ်ဒီအချိန်မှာပဲအရှိန်အဝါကြီးမားလာတဲ့အဖေဖြစ်သူကသမီးလေးရှေ့ကိုတိုးလာပါတယ်သမီးလေးဖေနဲ့ပြန်တွေ့ပြီနော်နှစ်ပေါင်းများစွာကွဲကွာနေခဲ့တဲ့သမီးဖြစ်သူကိုကြည့်ပြီးဖခင်ဟာမျက်ရည်ဝဲနေခဲ့ပါတယ်ကျမနှလုံးသားထဲကအုံချွတ်ခံစားရပေမဲ့ချက်ချင်းတော့မမှတ်မိသေးပါဘူးကျမရှင်ကိုမြင်ဘူးလို့လားဟင်သူမဟာကြောက်ရွံ့တုန်လှုပ်စွာနဲ့မေးခွန်းထုတ်နေရှာပါတယ်ပေချာပြန်စဉ်းစားကြည့်ပါဦးဖေသမီးတော်လေးရဲ့ဖခင်ဖြစ်သူဟာသမီးလေးရဲ့ခေါင်းကိုအသာအရာပုတ်တက်ပေးလိုက်ပါတယ်သမီးလေးရဲ့မငိုပါနဲ့တော့တရက်ကိုအခါပေါင်း800လောက်ငိုနေတော့တာပဲသူမရဲ့ပပြင်ပေါ်ကမျက်ရည်တွေကိုအဖေဖြစ်သူကဘယူးတစိုက်တုပ်ပေးနေပါတယ်သမီးထက်ငိုနေရင်ဖေထောင်ထဲပြန်ဝင်ပြီးသမီးအဖေဖြစ်သွားနေပေးရတော့မလို့ပဲဖခင်ဖြစ်သူရဲ့နောက်ပြောင်နှစ်သိမ့်စကားကြောင့်ပဝင်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားပါတယ်ဒီအချိန်မှာပဲအနားကလူမိုက်တွေဟာကြောက်လန့်တကြားအော်ဟစ်ပြီးထွက်ပြေးဖို့ကြိုးစားကြပါတယ်မကြီးရေကဲပါဦးပြုတ်သူဆွဲခေါ်သွားပြီးမကြီးရေသူတို့ဟာအကြီးကဲကြီးရဲ့လက်ထောက်တွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်သမီးဦးကိုမမှတ်မိတော့ဘူးမိန်းကလေးငယ်လေးဟာငယ်စဉ်ကအကြောင်းအရာတွေကိုမှန်ဝါးသာသတိရပါတော့တယ်သမီးကဖေကိုမမှတ်မိပေမဲ့ဖေကတော့သမီးကိုထာဝရမှတ်မိနေမှာပါဖေရဲ့သမီးတော်လေးဖခင်ဖြစ်သူရဲ့မျက်ဝန်းတွေထဲမှာသမီးအပေါ်ထားတဲ့ချစ်ချင်းမေတ္တာတွေအပြည့်ရှိနေပါတယ်သမီးလည်းဒီမှာရှိနေမယ်ဆိုတာဖေသိနေခဲ့တယ်သူမဟာဖခင်ဖြစ်သူကိုကြည့်ပြီးရင်ထဲမှာနှွေးထွေးမှုတွေကိုစတင်ခံစားလာရပါတယ်ပြီးတော့ဒီနေ့ကသမီးရဲ့မွေးနေ့ဆိုတာလည်းဖေမှတ်မိနေပါတယ်နှစ်ပေါင်းများစွာမွေးနေ့ပွဲမလုပ်ခဲ့ရတဲ့သမီးလေးအတွက်ဖခင်ဟာရင်နာနေရပါတယ်လာရတာအရန်လောသွားလို့လက်ဆောင်အဖြစ်ငွေသားပဲပေးနိုင်တော့တယ်သမီးလေးဖခင်ဖြစ်သူကတစ်တာအပြည့်ထည့်ထားတဲ့ငွေသားတွေကိုသမီးလေးရှေ့မှာချပြလိုက်ပါတယ်ပတ်ဝန်းကျင်ကလူအားလုံးဟာဒီမြင်ကွင်းကိုကြည့်ပြီးပါဇက်အဟောင်းသားဖြစ်သွားကြပါတယ်အကိုကြီးသူကတကယ်ပဲအကြီးကဲကြီးလားဘေးနားကလူမိုက်တွေဟာတုံရင်နဲ့ထပ်မံအတီးပြုနေကြပါတယ်ဟုတ်တယ်သူကအကြီးကဲကြီးရဲ့သမီးပဲထိုလူရဲ့စကားကြောင့်လူမိုက်အုပ်စုဟာလူထောက်မတက်ကြောက်လန့်သွားကြပါတယ်အဖေကတကယ်ပဲအရှိန်အဝါရှိတဲ့သူလားသမီးငယ်လေးဟာမိမိအဖေရဲ့တကယ်အစင်တန်းကိုအံ့ဩတကြီးမေးလိုက်ပါတယ်ဒါကိုကြည့်ပြီးလူမိုက်ကောင်းဆောင်ဟာအပြစ်ပေးခံရတော့မယ်ဆိုတာသိလိုက်ပါတယ်အခုကျွန်တော်သူ့ကိုလက်ပြားနဲ့လို့ရပြီလားအကြီးကဲကြီးကလူမိုက်တွေကိုဒေါသတကြီးစိုက်ကြည့်ပြီးမေးလိုက်ပါတယ်ဆရာကြီးတောင်းပန်ပါတယ်ဗျာသူတို့ဟာအသက်ဘေးကလွတ်ဖို့အတွက်အချိန်ဥညွတ်တောင်းပန်နေကြပါတယ်မဟုတ်ဘူးမင်းတို့လောက်တာတိတ်မှန်တယ်အကြီးကဲကြီးရဲ့အေးဆက်ဆက်လေးတန်းကြောင့်တခန်းလုံးအေးခဲသွားတယ်လို့ခံစားရပါတယ်မင်းတို့ကိစ္စကိုလာရအောင်မင်းကအရင်တုန်းကငါလူဖြစ်ခဲ့ဘူးလေလို့ပြောတယ်နော်သူဟာလူမိုက်ကောင်းဆောင်ရဲ့ရှေ့ကိုဖြင်းချင်းစွာရှောက်လန်းသွားပါတယ်ဒါပေမဲ့ငါဘာလို့မင်းကိုတခါမှမမြင်ဘူးလားလဲဆရာကြီးကျွန်တော်ကလူမိုက်ကောင်းဆောင်ဟာကြောက်လွန်းလို့စကားပင်ဆုံးအောင်မပြောနိုင်တော့ပါဘူးဒါပေမဲ့ကိစ္စမရှိပါဘူးမင်းကငါလူလို့ပြောမှာတော့အကြီးကဲကြီးရဲ့မျက်ဝန်းတွေဟာလူတက်တော့မဲ့အလားရဲတောက်လာပါတယ်ငါတို့အဖွဲ့ရဲ့စီကံအတိုင်းပဲမင်းတို့နှစ်ယောက်လုံးကိုစီရင်ရမှာပေါ့စီကံအတိုင်းစီရင်မယ်ဆိုတဲ့စကားကြောင့်သူတို့ဟာတေမတက်ကြောက်လန့်သွားကြပါတယ်မင်းတို့ကဂိုင်းကြီးအရှိန်အဝါကိုတုံးပြီးလူမိုက်လို့ရတာအရန်သဘောကျနေတာပေါ့ဟုတ်လားမဟုတ်ရပါဘူးဆရာကြီးရဲ့မတရားဆွဆွဲခံရတာပါသူကဆရာကြီးရဲ့တမီးမှန်ကျွန်တော်တို့တကယ်မသိခဲ့လို့ပါသူတို့ဟာကျမ်းပြင်ပေါ်မှာဒူးထောက်ပြီးအပြစ်ကလွန်ငင်းခွင့်ရဖို့ငွေရိုတောင်းပန်နေကြပါတယ်ဟုတ်ပါတယ်ဗျာအကယ်၍သူ့အဖေကအကြီးကဲကြီးမှန်းသာသိခဲ့ရင်ကျွန်တော်တို့ကိုတတိအစတရာပေးရင်တော့ဒါမျိုးလုံးဝမလုပ်ရဲပါဘူးဗျာသူတို့ရဲ့စင်ကြေတွေကိုနားထောင်ပြီးအကြီးကဲကြီးကနှာခေါင်းရှုံးလိုက်ပါတယ်အဟတ်တာကသူ့အဖေကဘာတူလဲဆိုတာနဲ့ဆိုင်လို့လားမဆိုင်ပါဘူးဗျာလူမိုက်တွေဟာအမားကိုသိပေမဲ့နောက်ကျသွားခဲ့ပါပြီမဆိုင်ဘူးဆိုရင်မင်းတို့ရဲ့အသေးပဲကအရှိန်အဝါကိုအားကိုးပြီးလူနည်းစုကိုနှိပ်စက်တာကမှန်ကန်တယ်လို့ယူဆနေတာပေါ့အကြီးကဲကြီးဟာသူတို့ရဲ့အတွေးခေါ်ကိုပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်ဒါဆိုငါကမင်းတို့ထက်ပိုအင်အားကြီးနေတော့ငါကောမင်းတို့အပေါ်စိတ်ကြိုက်နှိပ်စက်လို့ရတာပေါ့ဟုတ်လားဆရာကြီးကျွန်တော်တို့